ဟုတ်ကဲ့ပါမမရေမင်္ဂလာပါမင်္ဂလာပါညီမလေးဟုတ်ပထမဆုံးအနေနဲ့ပေါ့နော်မမရဲ့အမည်လေးနဲ့မမအခုလက်ရှိအနုပညာအလုပ်ပိုင်းလေးနဲ့ကိုမိတ်ဆက်ပေးပါဦးမမက art designer မဏီချီဝင်းလေးကြီးပါဟုတ်ကဲ့အခုမက Golden Lady Art Center ဖွင့်ထားပါတယ်သင်တန်းတွေလည်းပြနေပါတယ်နောက်ပြီးတော့ painting တွေလည်းအထည်တွေလည်းဆွဲနေပါတယ်ခြေကားတွေလည်းဆွဲနေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါနော်မမဒီကနေ့ထိဖြတ်သန်းလာရတဲ့ဘဝပုံကြီးပေါ့နော်အဲ့ဒီမှာမမအသက်တာထဲမှာပေါ့နော်မမအတူယူခဲ့ရတဲ့လေးစားအားကြခဲ့ရတဲ့စံပြပုဂ္ဂိုလ်များရှိပါလားရှင်သိရသရှင်မကလေဒီဆရာတွေထဲမှာဆိုရင်လားအကုန်လုံးလေဟုတ်မကလေငငယ်လေးကလေဖေရစာရေးဆရာနွမ်းကြတိုင်းဆိုတော့လေငငယ်လေးတည်းကဖေးမျက်နှာဖုံးဝတ္ထုတွေပါပေါ့နော်ပတိလေးတွေပြင်တယ်အဲ့ကလေးကစပြီးတော့မပတိလေးတွေကိုကြိုက်တယ်ပတိဆရာတော်တော်များများတွေလည်းမတွေ့နေရတော့ဖေးမျက်နှာဖုံးမှာပါတယ်ပတိဆရာကြီးဥပမာတိုက်ကလည်းစလို့ပေါ့နော်အကုန်လုံးကအမရဲ့သင်ဆရာမြင်ဆရာကြားဆရာလေးပဲပေါ့နော်အကုန်လုံးကအမလေးစားအားကြရတယ်ဆရာကြီးဟုတ်ကဲ့အဲ့ဆိုရင်မမရဲ့အနုပညာမျိုးရိုးကမမရဲ့ဖေဖေဆရာနွမ်းကြတိုင်းပေါ့နော်ဖေဖေလည်းရှိတယ်နောက်မရဲ့အဖိုးရဲ့အဖေပေါ့နော်အဘိုးပေါ့နော်အဘိုးကကြတော့နန်းတွင်းတွေမှာဆွဲတယ်ပကြီးဆရာကြီးဥခပါမကလေငငယ်တုန်းကလည်းဖိုးရဲ့ဝမ်းတွင်းမှာပေါ့နော်ဝမ်းပြည်ရွာမှာလည်းအမတို့ကသွားနေပြီအဲ့တော့အဖိုးရဲ့ပကြီးကားတွေကိုလည်းအမငငယ်တွေကလေးလာခွင့်ရခဲ့တယ်ပေါ့နော်အဲ့ကလေးကအဖိုးရဲ့ပကြီးတွေကိုမြင်ပြီးတော့လည်းအမအရန်ဖြစ်ချင်ခဲ့တာပေါ့နော်ငငယ်လေးကတော့အဲ့လိုပကြီးဝါသနာအရန်ပါခဲ့တာအခုမမလက်ရှိဖြတ်သန်းလာရတဲ့ဒီပကြီးအနုပညာရှင်တယောက်အနေနဲ့ပေါ့နော်မမဘွားမှာရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေရောရှိခဲ့သလားအဲ့ဒါလေးလည်းဝေမျှပေးပါအောင်ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့စိန်ခေါ်မှုတွေဆိုရင်တော့မကလေဒီ fabric paint ပေါ့နော်မအခုဒီအဲ့ဒါဆွဲတာဆိုမဆွဲတဲ့အချိန်တော့ကလေဒီလွန်ခဲ့တဲ့10နှစ်ကျော်လောက်ခေတ်ရပေါ့နော်ညီမလေးမင်းမြတ်ဝါဆိုရင်မအဲ့ happy hat ဆိုပြီးဆိုင်လေးဖွင့်တယ်ဖွင့်တော့မအိမ်မှာအထည်လေးတွေဒီ customer ဟာလေးတွေကိုမစပြီးတော့အိတ်ကလေးကစပြီးတော့အထည်လေးတွေမှာမဆွဲ paint ဆွဲတယ်အဲ့တော့ကျတော့မကလေခက်ခဲခဲ့တယ်မဆွဲချင်နဲ့အထည်တွေပေါ်မှာအမဘာဆွဲသေးနဲ့ဆွဲရမယ်ဆိုတာလေအမမသိခဲ့ဘူးသိပြီးတော့လေတွင်ကြဲမဖြစ်သေးတော့ညီမရေအဲ့တော့ကလေ fabric paint ဆိုပြီးတော့လေတက်အဲ့လိုမျိုးသေးတွေကလည်းဘယ်သူမရသေးဘူးပေါ့နော်အဲ့တော့အမအနေနဲ့ဒီဟာကိုဘယ်လိုဆွဲရမလဲဆေးရလဲဘာဆေးနဲ့ဆွဲရမလဲအမအဲ့ဒါလေးကိုချိန်ယူပြီးတော့တော်တော်လေးကိုလေ့လာခဲ့ရတယ်လေ့ကျင့်ခဲ့ရတယ်နောက်ပြီးတော့ဒီ customer တွေတော်တော်များများလည်းညီမလေးရဲ့ဒီကိစ္စဒီပေါ်မှာရေလျှော်လိုက်လို့ရှိရင်ဒီဟာကြီးကိုဆေးကျွတ်သွားမလားပေါ့နော်အဲ့ဒါလေးကိုလည်းဆေးကျွတ်သွားတဲ့ဟာမျိုးတော့ဝစ်ချင်တာမှမဟုတ်ဘူးပေါ့နော်အမကလည်းအဲ့ဒါကြောင့်ဒီဆေးလည်းမကျွတ်အောင်မိဘူးလည်းတိုက်လို့ရအောင်အဲ့လိုမျိုးပေါ့နော်ဆေးတွေအမျိုးမျိုးကိုအမအဲ့ဒီပုံမှာဒီအမျိုးမျိုးဆွဲပြီးတော့လုပ်ခဲ့ရတယ်နော်အသားတွေပေါ့နော်အသားဆိုတာလည်းအထည်ပုံမှာအသားဆိုတာအမျိုးမျိုးရှိတယ်သူတို့အဲ့တဲ့အသားပေါ်မှာအမဆွဲနိုင်အောင်ပေါ့နော်အစာအပားရှိမယ်အပျော့ရှိမယ်ပိုးသွားတွေရှိမယ်နောက်ပြီးတော့ခဒီပါစရှိမယ်ဒီလိုမျိုးတွေခက်ခဲတဲ့ဟာတွေကိုလည်းအမအမျိုးမျိုးဆွဲနိုင်အောင်လေအမလုပ်ရတယ်ပေါ့နော်အဲ့ဒါလေးကတော့အမရဲ့စင်ခုံမှုတွေပဲပြောရမှာပေါ့နော်ခက်ခဲခဲ့တယ်ပေါ့နော်အဲ့ဒါဆိုမှတော့မမရဲ့ဖေဖေကတော့စာရေးဆရာပေါ့နော်ဆိုတော့မမရဲ့ညီမနှစ်ယောက်ကကျတော့တယောက်ကဒီဇိုင်နာပေါ့တယောက်ကအထည်ဆေးဒီဇိုင်နာပေါ့နော်အဲ့ဒါလေးရောဘယ်လိုထိတ်ဆက်မိပါလဲအကြည့်ပြပါအောင်ဟုတ်မကြတော့ညီမ3ယောက်ထဲမှာအမအကြီးဆုံးပေါ့နော်ပြီးတော့ညီမလေးအလက်ကကြတော့ဒေါက်တာအောင်စီစာသူကကြတော့ပြီးသူကနောက်အငယ်လေးကကြတော့ဒီဇိုင်နာမင်းရောက်သွားတယ်မကလေဒီတက္ကသိုလ်ကျောင်းဒီ MSc ပြီးသွားတော့အမပထမတော့ဆရာမလေးလုပ်မယ်ပေါ့ဖေကလည်းဝတ္ထုအမရေးစေချင်တယ်ငါမဝတ္ထုရေးတာစာရေးဆရာမဟိုကဖြစ်ရင်လည်းဆရာမလေးပေါ့နော်အဲ့လိုပဲ MSc ပြီးတော့ဒါပေမဲ့အမကျောင်းမပြီးသေးဘူးညီမလေးကဆိုင်မြတ်ဝါဆိုရင်အမလေးကဒီဆိုင်လေးဆောက်ဖွင့်လိုက်တယ်ဆက်ပြီးဆက်ပေါ့နော်အမအဲ့လိုမျိုးဆိုင်လေးဖွင့်တဲ့ခါကျတော့သူနဲ့ပဲတွဲပြီးတော့လှုပ်ချစ်သွားတာပေါ့နော်အမကျောင်းဟိုက MSc မတက်ဖြစ်တော့ဘူးအဲ့ဒီမှာပဲအမဒီစာလေးပချီတွေဆွဲတယ်ပချီဆွဲတဲ့ခါကျတော့အမဟိုပေါ့ပထမတော့
ကိုဝါဒနာပါတဲ့ဟာလေးတွေဆွဲတာပေါ့ညီမလေးနောက်တော့စနစ်တကျတည်တည်ချာချာတည်တည်ချာချာဆိုဒီရဲ့ပညာကိုလည်းထဲထဲဝင်သိကျင်တာပေါ့သိကျင်တာလည်းအမကသင်တန်းတွေတေချာတွေကိုဆရာမတွေကိုလည်းဒီကတက်ကဆရာမတွေတော်တော်များများကိုလည်းအမခေါ်တင်တယ်ဒီလိုတည်တည်ချာချာလေးဆွဲခဲ့တယ်ပေါ့နော်ဆွဲခဲ့ပြီးတော့ညီမလေးနဲ့လက်တွဲပြီးတော့အဲ့ကလေးကလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကလေးကဆိုအခုချိန်ထိပေါ့နော်လက်တွဲပြီးတော့ရှိုးပွဲတွေတော်တော်များများမှာလည်းအခုတွဲပြီးတော့လှုပ်ဖြစ်တယ်အခုချိန်ထိပဲပေါ့နော်ဒီကနိုင်ငံရောဒီတွင်းတွေရောပွဲတွေတော်တော်များများလှုပ်ဖြစ်ခဲ့ပြီးပါဒီအထက်စီးမဟုတ်ဘဲနဲ့ပေါ့နော်မဒီပကြီးဆွဲတဲ့အခါမှာပေါ့မပကြီးကားလေးကဒီနန်းဆန်တယ်ပေါ့နော်အများကြီးစေးအများကြီးမတုံတော့ line လေးနေပဲပေါ့နော်မရဲ့လက်ရာကတမူတိတာတယ်ပေါ့နော်မရဲ့လက်ရမှန်းတိတာတယ်အဲ့ဒီခါလေးရအောင်မဘယ်လိုမျိုးအားစိုက်ထုတ်ပြီးတော့မှရှာဖွေခဲ့ရတယ်လို့ခုညပေးပါအောင်မှန်တိုင်းပြောရရင်တော့မကလေဒီ fashion ဒီ design ဘက်ကိုလုပ်နေတာဆိုတော့လေမကအားတန်တာကြတော့ဒီ illustration ပေါ့နော် fashion illustration ကိုပို့ပြီးအားတန်နေတာဖြစ်နေတာပေါ့နော်လူရုပ်လေးတွေမှာ main ကလေးအရုပ်လေးတွေပါအင်ဂျီ design လေးတွေအမျိုးမျိုးဆွဲနေကြဖြစ်နေဆွဲထားတဲ့ sketch တွေမှာလေဒီ main ကလေးရုပ်တွေပဲများနေတာပေါ့နော်ကိုအားတန်တာလေ main ကလေးအရုပ်ပဲဖြစ်နေဒီနောက်ပကြီးဒီလောကတွေကိုစဝင်မယ်အမအဲ့လိုပကြီးပြပွဲတွေစဝင်မယ်လေဆိုတော့အမစဉ်းစားတယ်အမဘာဆွဲရမလဲပေါ့နော်ကိုအားတန်တာပဲ main ကလေးပဲဆွဲမယ်ပေါ့နော်ဆွဲမယ်ဆိုတော့အမဆွဲကြည့်လိုက်လို့ရှိရင်အမပကြီးကားကိုအမဆွဲထားမှန်လေးလည်းသိအောင်လို့ပေါ့နော်အဲ့လိုမျိုးလေးအမစဉ်းစားတော့အမရွှေရောင်ကြိုက်တယ်အဲ့တော့ရွှေရောင်နဲ့နည်းနည်း light မဲ့အရောင်ပေါ့နော်အမစဉ်းစားတဲ့ခါကျတော့ black face ပေါ့နော်အဲ့ဒါလေးစဉ်းစားမိတယ်အဲ့ဒါနဲ့အမကိုနဲ့ black ပဲသုံးပြီးတော့ဒီຢာလေးကိုဆွဲဖြစ်တယ်အမအဓိကတော့အမ line ကိုပဲပြတယ်တပေါ့ပေါ့နော်တချောင်းပကြီးပေါ့ဒီ line ကိုပဲအဓိကပြသွားပါတယ်ဟုတ်ညီမအမျိုးသမီးအမျိုးပေါ့နော်ခေအမျိုးရဲ့ဟာလေးတွေလည်းသိပြီးတော့မှဆွဲထားပါတယ်ဟုတ်ကဲ့အခုဆွဲတာဆိုလို့ရှိရင်တော့ဟုတ်ရတယ်ဟုတ်မဆွဲတာဆိုရင်တော့အမဟိုဟာလောက်ပေါ့2016လောက်ကလေးကဆွဲတာဆိုတော့အမ9နှစ်လောက်တော့ရှိပြီပေါ့နော်ဒီတော်တော်များများပြပွဲတွေကြာပြီဟုတ်ကဲ့ပါရှင်အခုအချိန်မှာပေါ့နော်မမကအိမ်အောင်ရှင်မတယောက်အနေနဲ့ပေါ့နော်သားသမီးလေးလည်းရှိထားတယ်ပေါ့နော်ဆိုတော့ဒီတစ်ဖက်မှာလည်းအမကအောင်မြင်တဲ့ဒီလမ်းကြောင်းလေးတစ်ခုမှာရက်တင်မှုတစ်ခုရထားပြီပေါ့အဲ့တော့ဒီကနေ့မှလည်းပဲပေါ့နော်ဒီမမအနေနဲ့ပေါ့အမျိုးသမီးတွေမိခင်တွေကိုဘယ်လိုမျိုးအားပေးစကားပြောချင်ပါလဲအားပေးစကားလေးလည်းပြောပေးပါမမကအိမ်တော်ရှင်မဖြစ်တယ်ဆိုပြီးအမကန်ကောင်းတယ်ပေါ့နော်ငယ်တဲ့ကလည်းအမဖေကအမကိုအမတို့ညီမတွေအကုန်လုံးပေါ့နော်စိတ်ကြိုက်ဘာသာနာပါတာကိုပဲလုပ်စီနေခဲ့တယ်ပေါ့နော်ဘာဖြစ်ရမလဲဘာကြီးဖြစ်ရမယ်ဆိုတော့ဘယ်တော့မှ push မလုပ်ခဲ့ဘူးအမတို့စိတ်ကြိုက်လုပ်ခဲ့တယ်နောက်အမအိမ်အောင်ကြတယ်အိမ်အောင်ကြတော့လည်းအမကန်ကောင်းမှာပေါ့နော်လူသားကအားပေးတယ်အမပကြီးဆွဲတာတွေကိုအားပေးတယ်ပကြီးကြပွဲတစ်ခုလုပ်နေဆိုရင်တော့အမကပကြီးဆွဲတဲ့ဟာတစ်ခုလောက်ပဲမလုပ်ဖြစ်တယ်ပေါ့နော်ဒီဖိစာဒီပကြီးကားကိုဘောင်းလုပ်တာဖိစာရိုက်တာအစုံပကြီးကားချိတ်တာဆိုတော့အမဘာမှလှည့်မကြည့်ဖြစ်ဘူးအမမျိုးသားကပဲအကုန်လုံးလုပ်ပြီးွားတာပေါ့နော်အမပြပွဲနေသွားရုံပဲအဲ့လိုပဲပေါ့နော်အဆဆရသူအကုန်လုံးလုပ်ပြီးအားကဒီဟာကိုလည်းဒီနောက်ဆက်မတင်ရအောင်ပေါ့နော်အမဒီဇိုင်းမဲ့နဲ့လုပ်နိုင်တယ်ဒီအလုပ်ကိုပေါ့နော်အဲ့တော့ဒီမြန်မာအမျိုးသမီးလေးတင်တန်းမှာလည်းအမအမြဲပြောပါတယ်ကိုဘာဖြစ်ချင်လဲပေါ့နော်ကိုဖြစ်ချင်တဲ့ဟာကိုဒါဒီဇိုင်းမဲ့နဲ့လုပ်ဒီတင်တန်းသူလေးတွေလည်းပြောတယ်မဖြစ်ဘူးဆိုတာမရှိဘူးပေါ့နော်ဒီဇိုင်းမဲ့နဲ့ဒါလုပ်တယ်ဆိုရင်ကိုဖြစ်ချင်တာဖြစ်ပါတယ်လို့ဆွေးနေတာဒုစားကြပါဟုတ်ကဲ့ဟုတ်ကဲ့ပါမအခုဟောပေါ့လက်ရှိအခြေအနေမှာပေါ့နော်မီဒီယာခက်လည်းဖြစ်တယ်ပေါ့ဆိုတဲ့အခါမှာဖန်တီးမှုတွေပေါ့အထူးဖြင့်ပကြီးနဲ့ဒီဇိုင်းမှာပေါ့နော်ဒီပုံလူကူးဆွဲတာလေးတွေပေါ့နော်ဖြစ်လာလေးတွေရှိတယ်ပေါ့အဲ့တော့ copyright နဲ့ပတ်သက်ပြီးတော့မမအနေနဲ့ပြောချင်တဲ့အရာအကြောင်းအရာလေးများရှိလို့ရှိရင်လည်းပြောပြပေးပါအောင်ပြောပြပေးပါအောင်မလေးကိုဝါဒနာပါလောက်ရတဲ့အတွက်ဒီအလုပ်မှာမပြောပါတယ်စိတ်လဲချမ်းသာရတယ်ပေါ့နော်ကိုလုံးချင်တာကိုဝါဒနာပါလောက်ရတဲ့အတွက်ဒီ show ပွဲတွေဒီဒါမဲ့ပေါ့နော်ကိုအမလုပ်ပြီးွားတယ်အမဒီ show ပွဲတစ်ပွဲဖြစ်ဖို့ဆိုရင်အမအချိန်အများကြီးယူပါတယ်ဒီ design တွေကိုစဉ်းစားရတယ်ဒီပေးထားတဲ့ချက်နဲ့
ကိုက်ချင်အောင်ပေါ့နော်ဒီဟာကိုအချိန်အတွင်းမှာပြီးအောင်လို့အမကြိုးစားဆွဲရတယ်အဲ့လိုဒီဇိုင်းတွေလည်းစဉ်းစား handmade ပေါ့ညီမရေကိုကကြိုးစားပန်းစားနေဒီဟာလေးဆွဲထားတဲ့ဟာလေးတွေပေါ့နော်ရှိုးပွဲပြီးသွားတယ်နောက်နေ့ဆိုလို့ရှိရင်ဒီဒီဇိုင်းတွေကအတူတွေပေါ့နော်ဒီစည်းလုံးမှာ print တွေထွက်ပြီးတော့ပြန့်သွားတယ်အဲ့ဒါမျိုးကြတော့စူးစမ်းထားတာလေးပြန်တစ်ခါတလေကြာရင်ဟိုလက်ကားဖြစ်သွားတယ်ပေါ့ညီမရေအဲ့လိုလေးတွေဆိုတော့ဒီညီမမားတို့ဒီလောကမှာတိုးတက်စေချင်တယ်ပေါ့နော်ဒီအဲ့ဒါကြောင့်ဒီဘူပိုင်ခွင့်ပေါ့ဘူပိုင်ခွင့်လေး copyright လေးတွေကိုလည်းအများဆုံးအကောင့်ထဲပို့စီချင်ပါတယ်ပေါ့နော်အမအဲ့လိုပြီးတော့ချစ်စေချင်တယ်ပေါ့ဥပဒေကလည်းရေးဆွဲကြနေပြီလို့အမကြားပါလေဟုတ်ဖြစ်လာရင်တော့အမတို့ဒီလောကသားတွေအတွက်ဒါအဆင်ပြေသွားတာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုမမအနေနဲ့ပေါ့နော်ဒီမျိုးဆက်သစ်ဒီဒီဇိုင်နာတွေပေါ့အထူးဖြင့်ဒီစေးဒီဇိုင်နာတော့လည်းပေါ့အကြည့်လောကမှာရပ်တည်နေတဲ့လူငယ်တွေလို့လည်းကောင်းပါတော့မမအနေနဲ့ပြောချင်တဲ့စကားလေးရှိလို့ရှိရင်တော့ဆုံးနေနဲ့ပြောကြပေးပါဦးမမဟုတ်ကဲ့အခုဆိုရင်ပေါ့နော်ဒီမားဆိုလို့ရှိရင်မြန်မာမှုပကြီးနောက်ရွှေချီထိုးအဲ့ဒါတွေနဲ့ပေါ့နော်ဒီကိုယ်နိုင်ငံကိုယဉ်ကျေးမှုကိုလည်းဒီပမှာထိုးဖောက်နိုင်အောင်မှကြိုးစားတယ်ပေါ့နော်အဲ့လိုပဲဟောထုတ်ပြသခွင့်ရအောင်လူငယ်တွေအနေနဲ့လည်းကိုယဉ်ကျေးမှုအမှုပညာကိုပေါ့နော်ပြသနိုင်အောင်ကြိုးစားသွားစေချင်ပါတယ်လို့ဟုတ်အဲ့ဒါလေးပဲပြောချင်ပါတယ်ဟုတ်မလေးမချာ sorry ဟုတ်ကဲ့ sorry မမရဲ့ဒီအနာဂတ်အကြံအစည်းနဲ့ပေါ့မမရဲ့အိမ်မက်ပန်းတိုင်တွေကိုလည်းဝေမျှပေးပါဦးမဟုတ်မားကလေအခုဟိုစာသင်တန်းတွေလည်းအမဖွင့်ထားလဲဆိုတော့ဒီခုနပြောသလိုပဲအမဒီကိုယ်နိုင်ငံကိုယဉ်ကျေးမှုရဲ့ဒီဟိုဟာလေးယဉ်ကျေးမှုလေးကိုပြန်သွားစေချင်တယ်ပေါ့နော်အဲ့ဒီအတွက်အမသင်တန်းတွေလည်းပေးပါတယ်နောက်ပြီးတော့ဒီကလေးတွေကိုလည်းဒီလောကဟိုယဉ်ကျေးမှုကိုလည်းထိန်းသိမ်းအောင်အမအမြဲတမ်းပြောပါတယ်အဲ့ဒီအတွက်အမသင်တန်းတွေလည်းပေးသွားမယ်နောက်ပြီးတော့ရှေ့ဆက်ပြီးတော့လည်းအမဒီပညာနဲ့ပဲဒီဟိုပါပေါ့နော်ကဘာမှာကိုယဉ်ကျေးမှုလေးနဲ့ထိုးဖောက်နိုင်အောင်ကြိုးစားပါမယ်လို့ရှေ့ဆက်ပြီးတော့ဟုတ်ကဲ့ပါမမအခုလိုမျိုးအချိန်ပေးပြီးဖြေစားပေးတဲ့အတွက်ခြေရှိမဂ္ဂဇင်းအနေနဲ့ကျေးဇူးတင်ပါတယ်မမလည်းဆက်လက်ပြီးတော့အောင်မြင်ပါစေမမလည်းအခုအားလုံးပေးတဲ့ဆုနဲ့ပြေးပါစေမမလည်း Golden Heritage ကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမမ